ပြီးပါတဲ့ မင်္ဂလာပါ လေးဘောတဲ့ ငါကြိုးစားနေတာတွေကဘယ်တော့မှလကားမဖြစ်ဘူး ဆရာမကြနီးမကြ အမြင့်ပြန်မဲ့ငတ်တွေပဲကွာချိန်တော့ပေးရတာပေါ့ ကျွန်တော်လောက်တော့မဟုတ်ပါအဲ့တော့လူတယောက်ကိုကြည်ရတယ်ပညာနဲ့လှုပ်ထားမလားမလှုပ်ထားလားဆိုကျွန်တော်တို့ကယထာဘူတကြကြပေါ့စဉ်းစားကြည့်ရပေါ့အောင်လန်းတွေကတော့ပညာသေးတွေကတော့ကျွန်တော်တို့ဆရာမှန်းတော့တန်းသိတယ်ဗျဘာလို့သူတို့အတွက်ဒီတိမှလည်းဖြစ်မှာဘူးဒီဆရာကကိုနဲ့ရှင်နိုင်တဲ့ဆရာလားမရှင်နိုင်တဲ့ဆရာလားကိုဒုက္ခပြီးမဲ့ဆရာလားဒုက္ခမပြီးမဲ့ဆရာလားဆိုတော့သူတို့အတွက်ကလောကသဘာဝကတိကိုတိတဲ့အကြောင်းအရာဗျကျွန်တော်တို့ကြတော့လူတစ်ယောက်ကိုလှုပ်ထားလားမလှုပ်ထားလားဆိုတာအလွယ်တကူသိနိုင်မယ်ဆိုရင်လောကကမတရားတာဟဲ့ဟုတ်ပါပြီသူကတော့ပညာဒါနာလေးပေါ့ဆိုတော့အဲ့လိုမလွယ်ဘူးလေဗျာဟိုလွယ်ခြင်းတဲ့ဆိုရင်မတရားတဲ့ကိစ္စကြီးဗျာတကယ်လို့ပေါ့နော်သူကနောက်ဆက်တွဲကပေါ့နော်ဟိုဒီကျင့်စရာမလိုပဲတဲ့မြင်နိုင်မဲ့အဆောင်ရှိရင်နဲ့လိုချင်ပါတယ်တဲ့အဲ့တော့ကျွန်တော်တပေါင်းတစည်းတဲ့ကျွန်တော်ကပြောပြချင်တာကဘာလဲဆိုတော့တပေါင်းတစည်းတဲ့ကျွန်တော်ပြောပြချင်တာကတကယ်လို့အဲ့လိုအဆောင်နေဟိုရှိမဲအဲ့လိုမလေးပေါ့မကျင့်မဲနဲ့ပေါ့နော်အဆောင်နေရမယ်ဆိုတယ်နောက်ပြီးတော့ဒီလှုပ်ထားတာကိုဆိုကျွန်တော်ပြောမယ်ကျွန်တော်ရှိလားကျွန်တော်ကိုပြိတ္တတွေထဲမှာအဲ့လိုမလေးပေါ့နော်လူတယောက်ကိုပညာနဲ့လှုပ်ထားတာဘာလို့ဟိုမြင်ကျင့်ကြံစရာမလိုဘဲနဲ့အဆောင်နဲ့တီးတာမျိုးဒါမှမဟုတ်ဟိုကျင့်ကြံရင်းနဲ့ပြောတီးရတာမျိုးဟိုတေချာပေါက်ရှိတယ်ဆိုရင်ကျွန်တော်ကိုယ်တိုင်လည်းကျင့်ပါမယ်နော်ကျင့်မယ်ကျင့်လို့အဲ့ဒီတိုင်းဖြစ်မယ်ဆိုရင်ကျွန်တော်သိန်း100ပညာပူဇော်ကြီးပေးပါမယ်သိန်း100ပူဇော်ကြီးပေးမယ်တကယ်ကိုပူဇော်မှာပါဘာကြောင့်ပူဇော်မှာလဲဟောကျွန်တော်တိုင်း CD တို့ CD မလို့တကယ်ရှယ်နေရကြီးသွားပြီးတော့ဘယ်သူကပညာနဲ့ပြုစုခံဘာညာအကုန်လိုက်ကြည့်ပြီးတော့တကယ်ငါကြည့်တွေဖမ်းမှာပေါ့ဗျာခင်ဗျာဒါဖြစ်နေတယ်မလားဒီလိုဝေဒနာတွေခံစားနေရတယ်အဲ့ဒါဘယောဂကုသပညာဇက်နဲ့လောက်ထားတာငါကြီးဖမ်းတာလေအဲ့ဒီငါကြီးတွေကတောင်းသွားနာခေါင်းကိုက်တောင်မှတကယ်အစင်းမြင့်အထူးကုစေကန်တွေမှာတိန်းကို90 100မနှမျောတဲ့လူတွေဖြဲ6ရဲ6ကျွန်တော်အကန့်ကောင်းရင်အဲ့တယောက်တည်းနဲ့တင်ကျွန်တော်သိန်း100လဲရသွားနိုင်တဲ့အနေအထားမျိုးရှိပါတယ်ဗျာ